မင်းဘဝမှာအောင်မြင်ခြင်းရင်မင်းကိုယ်တိုင်ကြိုးစားရမယ်မင်းရဲ့အနာဂတ်ကောင်းမကောင်းကမင်းလက်ထဲမှာပဲရှိတဲ့အောင်မြင်မှုကိုလိုချင်ရင်မင်းပဲလှုပ်ရှားရမယ်မင်းဘဝဘလို့ဖြစ်မလဲဆိုတာမင်းရဲ့လုပ်ရက်တွေပေါ်မှာမူတည်တယ်မင်းဘဝကိုအောင်မြင်အောင်မင်းကိုယ်တိုင်တည်ဆောက်ရမယ်အကောင့်ဖြစ်ဖို့ဆုဖြစ်ဖို့ကမင်းရဲ့ဆုံးဖြတ်ချက်ပေါ်မှာတဲအောင်မြင်ဖို့ဆိုရင်မင်းကအဓိကသူရဲ့ကောင်းပဲမင်းဘဝရဲ့ဥတီယာကမင်းလှုပ်ဆောင်ချက်တွေပေါ်မှာဆိုးတဲ့မင်းဘဝမှာအောင်မြင်ဖို့မင်းပဲတာဝန်ယူရမယ်မင်းရဲ့အောင်မြင်မှုဟာမင်းရဲ့ကြိုးစားအားထုတ်မှုပေါ်မှာမူတည်နေတဲ့အောင်မြင်ဖို့မင်းကိုယ်တိုင်လမ်းဖောက်ရမယ်မင်းဘဝရဲ့အကျိုးဆက်ကမင်းလုပ်သမျှပေါ်မှာတည်ရှိတဲ့မင်းဘဝမှာအောင်မြင်ဖို့မင်းလက်ထဲမှာပဲရှိတယ်ကောင်းလဲဖြစ်နိုင်ဆိုးလဲဖြစ်နိုင်တာမင်းဘယ်လိုလုပ်လဲပေါ်မှာမူတည်တဲ့အောင်မြင်မှုကိုမင်းပဲဖန်တီးရမယ်မင်းဘဝရဲ့ပုံစံကမင်းရဲ့လှုပ်ဆောင်မှုတွေပေါ်မှာတည်တဲ့မင်းဘဝကိုအောင်မြင်အောင်မင်းပဲတိုက်ပွဲဝင်ရမယ်အကျိုးရလက်ကမင်းဘယ်လိုရွေးချယ်လဲဆိုတာပေါ်မှာမူတည်နေတဲ့အောင်မြင်ဖို့ဆိုတာမင်းကိုယ်တိုင်လုပ်ယူရမှာမင်းဘဝဘယ်လိုဖြစ်မလဲဆိုတာမင်းလုပ်တယ်လို့ဖြစ်လာမယ်ဟုတ်ကဲ့ပါခုကိုအကြောင်းအရာမျိုးစိတ်ဝင်စားရင်ကျွန်တော်ရဲ့ channel လေးကိုစောင့်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူခင်တုတပါခင်ဗျားဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ